ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ electronic ပစ္စည်းတွေရဲ့ take the sick လို့တတ်သမားတဲ့ short circuit ရဲ့နောက်ွယ်ကအကြောင်းတွေကိုဖော်ထုတ်ကြပါမယ်မနေ့ကအထိအကောင့်ที่ရှိနေတဲ့ပစ္စည်းတစ်ခုကိုဘာသတိပေးချက်မှမရှိဘဲရွတ်တဲ့အလုံးမလုံးတော့အောင်လုပ်တဲ့တရားခံပေါ့ဟုတ်ပြီကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုကိုစလိုက်ကြအောင်တခါတလေကိုယ့်ရဲ့ gadget လေးတွေရုတ်တရက်ကြီးအလုံးမလုံးတော့တာမျိုးကြုံဖူးကြမှာပါမိခိုးတွေထွက်တာမိပွင့်တာမျိုးမဟုတ်ပဲနဲ့တိတ်ဆိတ်သွားတာပေါ့အဲ့ဒီကိုဖေးရတဲ့နောက်ကအဓိကတရားခံကဘာလို့ဖြစ်မလဲဒီမိကုန်းကပဲကျွန်တော်တို့ရဲ့စုံစမ်းမှုကိုအစပြုပေးမှာပါ short circuit ဆိုတာဘာလဲဆိုတာကိုရိုးရိုးလေးစဉ်းစားကြည့်ရအောင်မြစ်တစင်းပုံမှန်စီးဆင်းနေတာကရွတ်တရက်ဖြစ်လန်းတစ်ခုပေါ်လာပြီးရေတွေအားလုံးထိန်းလို့မရတော့ပဲအဲ့ဒီလမ်းကနေတလဟောစီးထွက်သွားတာမျိုးပေါ့အဲ့လိုပဲလက်စစ်စီးချမ်းကလည်းခုခန့်မှုလုံးဝနှီးပါမရှိတဲ့လမ်းကြောင်းအမားတစ်ခုကိုတွေ့သွားတဲ့အခါပြဿနာတွေစတော့တာပါပဲဟုတ်ပြီအခုဆိုရင်ကျွန်တော်တို့စုံစမ်းရေးရဲ့ပထမဆုံးအခန်းကိုရောက်လာပါပြီတကယ်စုံတော့တယောက်လိုပဲတက်တဲ့အထောက်အထားတွေကိုအရင်ဆုံးစုဆောင်ရပါမယ်တရားခံက short circuit အမှန်တကယ်ဟုတ်မဟုတ်ဆိုတာကိုဘယ်လိုဒီဖြေရမလဲ short circuit ကိုတန်းတရဝင်ပြီဆိုတာနဲ့ repeated တွေပထမဆုံးစစ်ဆေးတဲ့အဓိကလက္ခဏာကတော့ဒါပါပဲဘိုးဘိုက voltage တွားနေတဲ့လမ်းကြောင်းတစ်ခုမှာလက်စစ်အလုံးဝမရှိတော့တာဒါမှမဟုတ်ရှိတဲ့ပမာဏရဲ့အပုံကြီးအကိုရောက်နေတာမျိုးပါဒါမဲ့ခဏလေးဒီနေရာမှာအရန်ကိုသတိထားရမယ့်အချက်တစ်ချက်ရှိပါတယ်ခုခံမှုနေတိုင်း short ဖြစ်နေပြီလို့တန်းပြီးကောက်ချက်ချလို့မရပါဘူးအထူးသဖြင့် CPU တို့ GPU တို့လို performance မြင့်တဲ့အစိတ်ပိုင်းတွေရဲ့ voltage rate တွေဟာပုံမှန်အခြေအနေမှာကခုခံမှုအလွန်နည်းနေတတ်ပါတယ်ဒါကြောင့်အရင်ဆုံးအဲ့ဒီ reg ကလွတ်လပ်ဖို့ power ပေးထားရလားဆိုတာကိုအတည်ပြုဖို့လိုပါတယ်ကဲအစမင်ကိရိယာတွေစက်ပစ္စည်းတွေမကင်ခင်မှာအခြေခံအကျိုးဆုံးနဲ့အချိန်အများကြီးတက်တာစေမယ်အချက်နှစ်ချက်နဲ့အရင်ဆုံးဆက်လိုက်အောင်ပထမတစ်ချက်ကတော့ကိုယ့်ရဲ့မျက်လုံးကိုတေချာသုံးပြီးစစ်စစ်ဖို့ပါပဲအဲ့ဒီနောက်မှာကိုယ့်ရဲ့တန်တရားကိုအတီးဖြူဖို့မီလီမီတာကိုကန်ရပါမယ်ဒါကတော့တကယ်ကိုမှတ်ထားတဲ့အချက်ပါအတွေ့အကြုံမရှိရင်အဖြစ်များတဲ့အမှားတစ်ခုပေါ့မက်တီမီတာရဲ့အနက်ရောင် probe ကို ground မှာထားပြီးတိုင်းမှာအဖြေမှန်းရမှာပါဘာလို့လဲဆိုတော့ probe ကိုပြောင်းပြန်ထားမိရင် chip တီထဲမှာတက်ဆင်ထားတဲ့ကာကွယ်ရေးတိုင်းရုပ်တွေကလမ်းကြောင်းပေးလိုက်တာကြောင့် short မရှိဘဲနဲ့ short ရှိတယ်လို့မျိုးအဖြေမှားပြနိုင်လို့ပါပဲအိုးဒီမှာတွေ့ရတဲ့ခဏကညင်းလို့မရတဲ့တက်သေးပါပဲ multimeter မှာတာ0 ohms ပြည့်နေပြီဆိုရင်ဟုတ်ပါတယ်ဒါဟာ dead short လို့ခေါ်တဲ့အခြေအနေပါတရားခံကိုလက်ပူးလက်ချက်မိပြီဆိုတဲ့သဘောပါပဲဟုတ်ပြီ short ရှိနေတာတော့တေချာသွားပဲဒါပဲအဲ့ဒါကပြဿနာရဲ့တဝက်ပဲရှိသေးတယ်အခုမှတကယ်စိန်ခေါ်မှုကြီးစတင်ရမှာပါအစိပ်ပိုင်းရာနဲ့ချီရှိတဲ့ပိုဂျူပေါ်မှာဘေကောင်ကတကယ်တမ်းပြဿနာပေးနေတာလဲဆိုတာကိုအတိအကျလက်ညှိုးထိုးပြရမှာပါတရားခံကိုခြေရာခံလိုက်ဖို့တဲ့ကျွန်တော်တို့မှာအဆင့်ဆင့်လှုပ်ဆောင်သွားမယ့် plan တစ်ခုရှိပါတယ်အလွယ်ဆုံးနဲ့အန်ဒီရဲ့အကင်းဆုံးနီလန်းနေနဲ့စပြီးတဖြည်းဖြည်းအစမြင့်တဲ့နီလန်းတွေဘက်ကိုကူးပြောင်းသွားမှာပါမျက်စိကိုတေးသေးချာချာအားခွဲရမယ့်အချိန်ပေါ့ဘာတွေကိုအဓိကထားပြီးရှားရမယ်ဆိုတော့မီးလောင်ထားတဲ့အစာနာတွေအယောင်လွင့်နေတာတွေအရင်တစ်ခေါက်ပြန်တော့ကမထေတက်လို့ဆိုတာအပိုးတွေကျက်နေတာမျိုးတွေကတကယ်ကိုတန်ဖို့ချီရဲ့တဲလွန်ဆွဲတွေပါပဲဒါတော့လက်တွေ့ပြင်းတဲ့အခါမှာအရန်အတုံးဝင်တဲ့လက်တုံးစီခန်းတစ်ခုပါပဲဆက်ကိုပါဝါပေးလိုက်တဲ့အခါအစိပ်ပိုင်းတစ်ခုခုကလက်နဲ့တော့မထိရလောက်အောင်ပူလာပြီဆိုရင်အဲ့ဒီကောင်ကတရားခံဖြစ်ဖို့ရာခိုင်နှုန်းတော်များနေပါပြီအခုပြောမယ့်ချက်ကတတိအပေးခက်တွေထဲမှာအရေးကြီးဆုံးပါပဲ voltage injection နီးလိုင်းကိုသုံးမဲ့ဆိုရင်တတိပါပဲအမြဲတမ်း 1V လို့ VR နီးနေလေးနဲ့ပဲစရမှာပဲ lobby rail ရဲ့တတ်မှတ် VR ပြည့်နဲ့တန်းထိုးလိုက်မြင်ပြဿနာတေးသေးလေးကနေ board တစ်ခုလုံးလွတ်ပြရတဲ့အထိဖြစ်သွားနိုင်ပါတယ်တခါလေကြတော့တရားခံကဘလို့ရှာမတွေ့တော့တာမျိုးကြုံရတတ်ပါတယ်အဲ့လို dash shot တွေကဘာလို့ဖြစ်တတ်လဲဆိုတော့တရားခံက MOSFET တွေ diode တွေလို့အစိပ်ပိုက်တွေဖြစ်နေပြီသူတို့ကအဖုဆုပ်ပြအကြီးကြီးတွေအောက်မှာဖုံးနေလို့ပါပဲအဖုရင်းကပေါ်ကနေဆက်လို့မရတော့ဘူးပေါ့ဒီမှာပြထားတဲ့ခဏန်းကိုတစ်ချက်ကြည့်လိုက်ပါစနက်တလုံး6 milliohms တဲ့ဒါပါကဏန်းလဲဒီလားဒါဟာ chip ပေါ် CPU တလုံးရဲ့ပုံမှန်ခွတ်ခတ်မှုပမာဏပါပဲဆိုတော့ဒီလောက်နေတဲ့ခွတ်ခတ်မှုရှိတဲ့ rails တစ်ခုမှာ short ဖြစ်သွားခဲ့ပုံမှန် short နဲ့ခွဲခြားသိမြင်ဖို့ကဘလောက်တောင်ခက်ခဲသွားမလဲဆိုတာစဉ်းစားသားကြည့်ပါတော့ဒီလောက်ဆိုးရတဲ့ short circuit တွေအကြောင်းပြောပြီးတော့မေးစရာတခုရှိလာပါတယ် short ဖြစ်တိုင်းဘာလို့ PC တိုင်းမီးကိုမထွက်မပေါက်ကွဲသွားတာလဲအဖြေကတော့ electronic PC တိုင်းမှာကိုပိုင်ကိုရန်တော်ကာကွယ်ရေး system တွေပါလို့ပါပဲအသုံးများဆုံးကာကွယ်ရေးစနစ်၃မျိုးရှိပါတယ်ပထမတစ်ခုက resistive ပါ resistor တစ်ခုသုံးပြီး current ကိုကန့်သက်တာမျိုးပေါ့ဒါက power သုံးတဲ့နေရာတွေမှာပဲဆင်ပြေတယ်နောက်တစ်ခုက fusing ဒါကတော့အားလုံးသိတဲ့အတိုင်း fuse ပါပဲ power အရန်များလာရင်သူကကျိုးပြတ်သွားပြီးဖက်လန့်ကိုကာကွယ်ပေးတယ်
နောက်ဆုံး active OCP ကတော့အဆင့်အမြင့်ဆုံးပေါ့ controller တစ်ခုကနေ current ကိုအမြဲစောင့်ကြည့်ပြီးထပ်မချစ်တဲ့များသွားရင် supply ကိုချက်ချင်းပိတ်ချပစ်တာပါ power supply တွေကနေ tech ဆိုပြီးအတန်မီတာမျိုးကြားဖူးကြမှာပါအဲ့ဒါဘာတန်လဲဆိုတော့အထက်မှာ short တစ်ခုဖြစ်နေလို့ active OCP စနစ်က power ကိုပြန်ဖွင့်ဖို့အကျဉ်းချင်းစူးစမ်းနေတာဖွင့်လိုက် short တွေ့လို့ပိတ်လိုက်အဲ့ဒါကို tech နဲ့ကြားနေရတာပါပဲ ကဲကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးခွေးစဉ်လည်းပြီးဆုံးခါနီးပါပြီတရားခံကိုလည်းဖော်ထုတ်နိုင်ခဲ့ပြီဆိုတော့အခုဒီအတွေ့အကြုံကနေပြန်လည်ယူဆောင်သွားနိုင်မဲ့အဓိကမတ်သားရာတွေကိုအနစ်ချုပ်ကြည့်လိုက်ရအောင် ဒါကတော့ပြဿနာရှာဖွေမှုဒါကိုယ့်ရဲ့လမ်းညွှန်ချက်တွေပါပဲပထမဆုံးနဲ့အရေးကြီးဆုံးကကိုယ့်မျက်စိကိုအားကိုပါတေးသေးချာချာကြည့်တာတစ်ခုတည်းနဲ့အခြေအများကြီးသက်နိုင်ပါပဲဒုတိယအချက်မက်တီမီတာကိုကျွမ်းကျင်အောင်လေ့ကျင့်ထားပါ probe ကိုနေရာမှန်မှန်ကန်ကန်ထားတဲ့ဘောကအသက်ပါပဲပြီးတော့ရိုးရှင်တဲ့နီးနဲ့ရှုပ်ထွေးတဲ့နီးကိုအစင်းစင်းထွားပါနောက်တစ်ခုကကိုစစ်ဆေးနေတဲ့ ray ရဲ့တဘာဝကိုနားလည်ထားဖို့လိုပါတယ်အထူးသဖြင့် CPU တို့ GPU တို့ရဲ့ ray တွေပေါ့နောက်ဆုံးအနေနဲ့စက်ပစ္စည်းတွေမှာမမြင်ရတဲ့ကာကွယ်ရေးစနစ်တွေအမြဲအလွတ်လုံနေတယ်ဆိုတာကိုမမေ့ပါနဲ့ အခုတော့ဒီတိတ်တစိမ့်လူတတ်သမားရဲ့လူအပ်ချက်တွေကိုတည်သွားပြီဆိုတော့ကိုယ့်ရဲ့စာပွဲပေါ်မှာဖုန်တက်နေတဲ့ဘယ်လို electronics ပစ္စည်းတွေကိုပြန်လဲအသက်သွင်းကြည့်ကြမလဲဆိုတာကတော့ကိုယ်တိုင်ပဲဆုံးဖြတ်ရတော့မှာပေါ့